တံပြာဒီနဲ့ကြက်သွန်ဖြူကိုအခုလိုသာရောဆက်လိုက်မယ်ဆိုရင်ဆရာဝန်စီထက်သွားစရာမလိုတော့ပါဘူးဒီတဘာဝဖြော်ရည်တစ်ခွက်တည်းနဲ့တင်တင်းရဲ့ကြောက်ကတ်ကိုတန့်စင်ပေးနိုင်ပြီးကြည်လင်တဲ့အသားရည်နဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများစွာကိုရရှိစေမှာပါအရင်ဆုံးတံပြာဒီနှလုံးကိုအစိတ်သေးသေးလေးတွေတွန်းပေးပါတံပြာဒီမှာဗီတာမင်စီကျွယ်ဝစွာပါဝင်တဲ့အပြင်ခန္ဓာကိုယ်ရဲ့ကအစိတ်တောက်တွေကိုအကုန်စင်ဖယ်ရှားပေးနိုင်တဲ့အာနိသင်တွေရှိပါတယ်အဲ့ဒီနောက်ကြက်သွန်ဖြူလေးတက်ကိုနှုတ်စင်ပါကြက်သွန်ဖြူဟာအာဟာရဓာတ်ပေါင်းများစွာပါဝင်တာကြောင့်ကျန်းမာရေးအတွက်အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်ပြီးရင်တော့ပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းအလုံးကိုအိုးထဲထည့်ပြီးနှနွေးမှုတစုံထည့်ပေးပါရေးထည့်ပြီး15မိနစ်ခန့်မီးအေးအေးနဲ့စူအောင်တီးပေးရပါမယ်။နှနွေးဟာရောင်ရမ်းမှုကိုရော့ကျစေပြီးတတိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါဝင်တာကြောင့်ဒီဆေးဖြော်ရည်ရဲ့အာနိသင်ကိုပိုပြီးထိရောက်စေပါတယ်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ဒီဖိုးတန်ကျန်းမာရေးဖြော်ရည်ကိုမနက်တိုင်းအစာမရှိခင်တောက်ပေးုံနဲ့ထူးခြားတဲ့ကျန်းမာရေးရလဒ်တွေကိုခံစားရမှာပါ။တင်းရဲ့ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုတန့်စင်ပေးပြီးယောဂပြေကင်းဝေးစေဖို့အခုပဲစမ်းသပ်ကြည့်လိုက်ပါ။ဒီဗီဒီယိုလေးကိုနောက်တစ်ခါပြန်ကြည့်နိုင်ဖို့အခုပဲတင်ဆက်ထားလိုက်ပါဦး။